အမော်ရင်နဲ့ United ကစားသမားတွေကြားမှာအကွဲပြဲဇလံစပြီလားပြီးခဲ့တဲ့ဂျပန်အတွင်းပြည်ပြည်မီဒီယာတွေစီကနေထွက်ပေါ်လာတဲ့သတင်းတပုတ်အရ United အသင်းနီးပြအမော်ရင်နဲ့ကစားသမားတွေကြားမှာအကွဲပြဲဇလံစပြီလားလို့မေးခွန်းထုတ်ချင်စရာဖြစ်နေပါပြီ United အသင်းဟာစိတ်ပြက်စရာရလတ်ဆိုးတွေနဲ့ရုန်းကန်နေရတဲ့အတွက်ကစားသမားတွေကအမော်ရင်ရဲ့နီးပြအပြောင်းလဲလုပ်ဖို့တိုက်တွန်းခဲ့ကြတယ်လို့ပြည်ပြည်နာမည်ကျော်သတင်းစာ Daily Mail ကဖော်ပြခဲ့ပါတယ်United နီးပြထိုင်ကိုစရောက်ချိန်ကတည်းကအမော်ရင်ဟာသူ့ရဲ့လက်ဆွဲကစားကဖြစ်တဲ့3-4-3ကိုအဓိကအသုံးပြုနေပြီးကစားသမားတွေအနေနဲ့ဒီကစားကွက်ထဲမှာအံဝင်အောင်မကစားနိုင်ဘူးဆိုတာတော့လက်ရှိ United ရဲ့ဂျာလက်ဆိုးတွေကတက်တည်ပြနေပါတယ်။ United အသင်းဟာ Premier League နောက်ဆုံးပွဲမှာ Crystal Palace ကိုအိမ်ခွင်းမှာ2ဂိုးကိုမရှိဆိုတဲ့ဂျာလက်နဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်အမော်ရင်လက်ထက် Premier League အိမ်ခွင်း9ပွဲကစားပြီးမှပဲ9ဝင်းမြောက်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီးတော့ United နီးပြတွေထဲမှာအဆိုးအဝါးဆုံးမှတ်တမ်းဖြစ်ခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလအတွင်း United အသင်းကိုအမော်ရင်စတင်ကင်တွယ်ခဲ့ချိန်ကစလို့ Premier League 73ပွဲမှာ4ပွဲသာအနိုင်ရခဲ့ပါတယ်။ဒီဟာဒီ Premier League မှာ United တို့24ပွဲသာကစားပြီးရှုံးပွဲ17ပွဲအထိရှိခဲ့တာကြောင့်နှစ်က Premier League သမိုင်းတစ်လျှောက်စံချိန်တင်ရှုံးပွဲရည်တက်ဖြစ်ခဲ့တဲ့14ပွဲစံချိန်ကိုချိုးဖျက်ဖို့တောင်နီးစပ်လို့နေပါပြီ။ဒီလိုအခြေအနေဆိုးတွေနဲ့ရင်ဆိုင်နေရတဲ့အတွက် United Senior သားသမားတို့ကလက်တလုံးမှာရက်လက်တွေပြန်ကောင်းလာနိုင်အောင်မော်ရင်နေနဲ့နီးပြူအပိုင်းအပြောင်းလဲလုပ်ဖို့စံနှာရှိနေကြတာဖြစ်ပါတယ်။ဒါပေမဲ့မော်ရင်ကတော့သူ့ကစားကွက်ကိုအပြောင်းလဲလုပ်သွားဖို့မရှိဘဲသူ့ကစားကွက်နဲ့အံဝင်အောင်မကစားနိုင်တဲ့ကစားသမားတွေကိုသာအပြောင်းလဲလုပ်သွားမှာဖြစ်ပါတယ်။လက်ရှိ United ကစားသမားတွေမှာ innovative ဖြစ်တဲ့လူမျိုးမရှိသလောက်ဖြစ်ပြီးအကုန်လုံးကခေဟောင်းပုံစံ old school တွေပဲများပါတယ်။အမော်ရင်ရဲ့3-4-3ကစားကွက်မှာအဓိကကျတဲ့ဝင်းမတ်တွေနေရာမှာဒါလော့နဲ့မစရာရီတို့ကအံဝင်အောင်မကစားနိုင်ပဲတောင်ပန်တိုက်စစ်ကစားသမားဒီယာလိုကြောက်လဲအတက်နိုင်ဆုံးကြိုးစားကစားခဲ့ပေမဲ့ညာချမ်းဝင်းဘက်နေရာသူ့အတွက်အဆင်မပြေပါဘူးနောက်တစ်ခုကအမော်ရီရဲ့နီးပြူအရာကွင်းလေ devel ပစ်ဖို့နှုတ်က advanced 8ပုံစံနဲ့ခံစစ်တိုက်စစ်ကိုရုံးအားကောင်းကောင်းနဲ့ကစားဖို့လိုအပ်ပြီး United ကွင်းလေမှာအဲ့ဒီလိုအရေးချင်းနေပြေးစုံတဲ့ကွင်းလေလူကမရှိပြန်ပါဘူးအခုနောက်ပိုင်းမော်ရင်က Bruno Fernandes ကိုကွင်းလေထိဆင်းခိုင်းပြီးတော့ကစားစီခဲ့ပေမဲ့လေBruno Fernandes ရဲ့အကောင်းဆုံးနေရာနံပါတ်10 row နဲ့ force 9 row တွေပဲဖြစ်ပါတယ်။အမော်ရင်ကသူလိုချင်တဲ့ပုံစံကိုမရရအောင်တူသွင်းနေသလို United ကစားသမားတွေကလည်းအမော်ရင်တောင်းဆိုတဲ့အတိုင်းမကစားနိုင်ကြတဲ့အခါ United အသင်းဒီလိုချင်နေစိုးကိုရှောက်သွားတော့တာပါပဲ။အမော်ရင်ကတော့သူ့နီးပြူဟာတွေကိုပြောင်းလဲလုံးမဲ့အနေထားမရှိတဲ့အတွက် United ကစားသမားနဲ့အမော်ရင်ကြားနားလည်မှုကွဲလဲတဲ့ပြဿနာတစ်ဖြည်းဖြည်းပိုဆိုးလာဖို့ရှိပြီးတော့အမော်ရင်နဲ့ကစားသမားတွေရဲ့အကွဲပြဲဇလံကိုမကြခင်မြင်တွေ့ရမယ့်အနေအထားဖြစ်တော့နေပါပြီခင်ဗျာဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျမတို့ရဲ့ Ladigo Media Group ကနေတင်ဆက်ပေးမယ့်အခြားသောအကြောင်းအရာများကိုကြည့်ရှုနားဆင်လိုပါကလည်း YouTube Search Bar ကနေပုံမှန်ပြထားတဲ့အတိုင်းရိုက်ရှာပြီးတော့ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်ရှင်။